တညလုံးပန်ကလည်းဖွင့်အိတ်တယ်နိုးလာတဲ့အချိန်မှာတော့စကြောတက်နေတယ်လေချောင်းတွေရားတယ်အသင်တို့အနေနဲ့ဒီလိုမျိုးအတွေ့အကြုံတွေဖြစ်ဖူးလားအခုလိုမျိုးရာသီဥတုအရန်ပူပြီးတော့မှအပူတွေလွှမ်းမိုးနေတဲ့မြန်မာနိုင်ငံညဘက်ခင်းနေမှာပန်ကောင်ဖွင့်ပြီးအိတ်တယ်ဆိုတာကတော့အပူတန်တက်တာစီအမှန်ပါပဲဒါပေမဲ့အပူတန်တက်တာစီခြင်းလို့ဖွင့်အိတ်တဲ့ပန်ကတစ်လုံးကတင့်ရဲ့ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်ပြီလားဒီဗီဒီယိုမှာတော့ပန်ကဖွင့်အိတ်တာကကောင်းလားဆိုးသလားဆိုတာကိုအချက်၃ချက်စီဝေမျှပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒေါ်ကျော်ဟက်ဘလော့ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒေါက်တာကျော်မင်းသူပါကောင်းဆောင်မိသားစုစီးငယ်ရေးပြည်နယ်မိသားစုစီအောင်ဖြစ်ပါတယ်ပန်ကဖွင့်အိတ်တာကတော့ကျန်းမာရေးအတွက်ကောင်းကျိုးရောဆိုးကျိုးရောရှိပါတယ်ခင်ဗျပန်ကဖွင့်အိတ်တာရဲ့ကောင်းတဲ့အချက်၃ချက်ကတော့ပထမတစ်ချက်ကတော့အေးမြစွာအိတ်ဆက်နိုင်တာဖြစ်ပါတယ်အပူပြင်းတဲ့ညတွေမှာဒီပန်ကချွေးတွေကိုခြောက်ဆင်နိုင်ပါတယ်ပြီးတော့ဒီပန်ကထွက်တဲ့လေအေးမွှားလေးတွေကတတောင်တတာရှိတဲ့ခံစားချက်ကိုပေးစေနိုင်ပြီးတော့ပို့ပြီးတော့အိပ်ပျော်စေနိုင်ပါတယ်။ဒါဆိုပြင်အရန်အပူချိန်မြင့်တဲ့အခုလိုမျိုးရာသီဥတုမှာပန်ကောင်ခဏတာဖွင့်ပြီးအိပ်ဆက်ခြင်းကမိမိကိုနှစ်ချက်ဆိုတာအိမ်မောကျစေပြီးတော့မှဒီအိပ်ဆက်ကားတဲ့အချိန်ကိုပို့ပြီးတော့တိုးမြင့်စေနိုင်ပါတယ်။ဒီလိုချက်ကတော့အခန်းထဲမှာပန်ကောင်ဖွင့်ထားတာကလေဝင်လေထွက်ကိုကောင်းစေနိုင်ပါတယ်ခင်ဗျ။အခန်းထဲမှာအောက်ဆီဂျင်ပုံမှန်ရရှိနိုင်ပြီးတော့မှအသက်ရှူရတာကိုပို့ပြီးတော့လွယ်ကူစေနိုင်တယ်။ဒါကြောင့်မလို့မိမိအနေနဲ့စိတ်တိုင်းကျအိပ်လို့ရတယ်လေဝင်လေထွက်ပိုကောင်းတယ်နှစ်ချက်အိမ်မောကျတဲ့အနေအထားတစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ဈေးသက်သာပြီးတော့မှအသုံးပြုရလွယ်ကူတာဖြစ်ပါတယ်။နော်အိတ်ကွန်းတွေဖွင့်လာတဲ့စာရင်ပန်ကောင်ဖွင့်ပြီးသုံးချက်ကမီတာကောက်လည်းသက်သာစေနိုင်တယ်လို့သုံးရပြရတဲ့အရန်ကိုလွယ်ကူတာဖြစ်ပါတယ်။မီးပြတ်တဲ့ညတွေမှာလည်းအသင်းပန်ကောင်လိုမျိုးအစရှိသည့်ပစ္စည်းများကိုအသုံးပြုခြင်းကလည်းထိရောက်ပြီးတော့မှလွယ်ကူတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဆိုတော့ပန်ကောင်ဖွင့်အိတ်ခြင်းရဲ့မကောင်းတဲ့ဆိုးကျိုးသုံးချက်ကပါတယ်လေ။ဒါပေမဲ့တစ်ချက်ကတော့အသက်ရှူလမ်းကြောင်း6တွေ့ခြင်းဖြစ်ပါတယ်။ပန်ကောင်ကိုမိမိရဲ့မျက်နှာဘက်တက်ကိုလှည့်ထားမယ်ဆိုရင်မိမိရှိတဲ့ဘက်ကိုလှည့်ထားပြီးတော့မှဒီfast speed များနဲ့ပေါ့နော်အားကောင်းတဲ့တော့ shot ဖွင့်ထားမယ်ဆိုတော့ကြာလာတဲ့အခါမျိုးမှာအသက်ရှူလမ်းကြောင်း6တွေ့တဲ့လက္ခဏာတွေဖြစ်တဲ့နှာခေါင်း6တာတွေအာခေါင်း6တာတွေအာခေါင်းကြားတွေအစရှိသည့်လက္ခဏာမျိုးခံစားနိုင်ပါတယ်။ဒီလိုကတော့ကြွတ်တာနဲ့အစစ်တွေတောင့်တင်းတာမျိုးဖြစ်ပွားနိုင်ပါတယ်။ညလုံးပန်ကောင်ကိုတော့ shot ဖွင့်ထားမယ်ဆိုတော့ပန်ကောင်လေးထိတဲ့နေရာကနှိမ့်ချက်ပြီးတော့မှကြွတ်တာတောင့်တင်းတာတွေဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့်မို့မိုးလင်းတဲ့အခါမျိုးမှာစက်ကြောတက်တာတွေစက်ကြောတောင့်တင်းဖြစ်တာတွေနာကျင်တာတွေအစရှိသလိုခံစားရတာဖြစ်ပါတယ်။ဘုတစ်ချက်ကတော့ပန်ကာကိုရေရှည်သုံးဆွဲတဲ့အခါမျိုးမှာတန်ရှင်းရေးကောင်းကောင်းမလုပ်ထားဘူးဆိုရင်ဒီပန်ကာရဲ့ဒီပန်ကာပြားမှာပေါ့နော်ပန်ကာတစ်လက်မှာဒီကက်ညိနေတဲ့ဖုံတွေရရင်တော့တစ်ဆင့်မိမိရဲ့အသက်ရှင်လမ်းကြောင်းဝင်ပြီးတော့မှအသက်ရှင်လမ်းကြောင်းပိုးဝင်တဲ့လက္ခဏာတွေကိုလည်းခံစားရနိုင်ပါတယ်။ဆိုတော့မိမိတို့အနေနဲ့ဒီရန်မှုတွေရာသီဥတုမှာပန်ကလည်းဖွင့်ချင်တယ်ကျမအနေနဲ့ညီညွတ်ချင်တယ်ဆိုတော့တော့ကမဲ့အချက်လေး၃ချက်ရှိပါအဲ့ဒါနံပါတ်1ချက်ကတော့တိုင်မှာချိန်ထားခြင်းပေါ့နော်တိုင်မှာဆိုတာကတော့ဒီပန်ကမှာပါတဲ့တနာရီဖြစ်စေ2နာရီဖြစ်စေအလိုလေးရောက်သူ့လိုပိတ်သွားတဲ့ဟာမျိုးခေါ်တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတိုင်မှာလေးထားပြီးတော့အသုံးပြုခြင်းအပြင်ဒီပန်ကအချိန်တိုင်းတစ်ခုကြာရင်ပိတ်သွားမှဖြစ်ပြီးတော့မှလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီခန်းထဲမှာလေတုဆိုထိုင်းအောင်ပေါ့နော်လေတု6တွေ့ခြင်းနဲ့ကာကွယ်အောင်ဒီလိုမျိုး humidifier လို့ခေါ်တဲ့ရင်ဝိပေးဆက်ရှိရဆိုတော့ရင်ဝိပေးဆက်သုံးတယ်ပြီးလုပ်လို့ရတယ်။နောက်တစ်ခုကတော့လေငွေ့လေးတွေထွက်တဲ့ပန်ကာလေးတွေရှိပါတယ်။ဒီလေငွေ့လေးတွေထွက်တဲ့ပန်ကာလေးကိုသုံးပြခြင်းအပြင်လည်းခန်းထဲမှာကအရင်မ6တွေ့ပဲနဲ့လေတုကစူထိုင်းပြီးတော့မှသက်ရှင်လမ်းကြောင်း6တွေ့ခြင်းအနေနဲ့ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့မိသုံးနေတဲ့ပန်ကာပြားကိုအခါအခွင့်တင့်တယ်လို့အလင်းတင့်တယ်လို့ပေါ့နော်။တစ်ပတ်တစ်ချိန်ဖြစ်စေနှစ်ပတ်တစ်ချိန်ဖြစ်စေဒီကတ်နေတဲ့ဖုံတွေအမွှားတွေကိုတန်ရှင်းလုပ်ပေးတင်ပါတယ်ခင်ဗျ။ဒီဗီဒီယိုမှာပြပေးလိုက်တာကတော့အခုလိုမျိုးပူပြင်းနေတဲ့ဂျာတီဥတုမှာပန်ကဖွင့်ပြီးအိတ်တာကမိမိရဲ့ကျန်းမာရေးအတွက်အကျိုးရှိစေလားအကျိုးမဖြစ်စေဘူးလားဆိုတာကိုပဲဖြစ်ပါတယ်။ဆရာ channel ကနေပြီးတော့မှကျန်းမာရေးနဲ့ပတ်သက်တဲ့ပူသွေးတာတွေယောဂတွေနဲ့ဆေးဝါးတွေကြောင့်ဝေမျှပေးနေတာပဲဖြစ်ပါတယ်။မိမိရဲ့ကျန်းမာရေးအတွက်လည်းတော့အကျိုးရှိစေတာမို့ဆရာ channel လေးကို follow and subscribe လုပ်ဖို့လည်းတိုက်တွန်းလိုက်ပါတယ်။ပြီးချိန်နဲ့နေုံလေးရှိသေးတယ်။သုံးစံနိုင်မှာအောက်ကကွန်မန့်ဝင်ရရေးသားထားလို့ရပါတယ်။ကျွန်တော်လည်း online အတိုင်းမှာဆွေးနွေးချင်တယ်ဆိုတော့ contact နဲ့ Viber နဲ့ပတ်သက်မှာဖြစ်စီ Facebook page တွေရဲ့ chat box မှာဖြစ်စီလာရောက်ပြီးတော့မှ booking ယူပြီးတော့ online အတိုင်းမှာဆွေးနွေးနိုင်ပါတယ်ကျွန်တော်ကတော့ Dr. Health Blog ကဆရာကျော်ပါဒီလိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ဒုတိယချင်းတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ